အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒါ Photoshop မှာစပင်အရောင်လေးတွေဘယ်လိုမျိုးချိန်လို့ရလဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်နော်အရင်ဆုံးဟိုချိန်ကျင်တဲ့ပုံကိုဖွင့်လိုက်မယ်ပြီးရင် lasso tool ကိုယူလိုက်မယ်ပြီးရင်စပင်ကိုနီးစပ်ဆုံး select မှတ်လိုက်မယ်နော်ဒီလိုနီးစပ်ဆုံး select မှတ်လိုက်မယ်ပြီးရင် select mask တဲ့ကိုပြီးလို့ရှိရင်ဒီမှာရှိတဲ့ refine brush ဒီ layer brush လေးကိုရွေးမယ်ပြီးလို့ရှိရင်ဒီကိုမလိုချင်တဲ့နေရာလေးတွေကိုလိုက်ပြီးတော့ပို့လိုက်ဒါစပင်ဖြတ်တဲ့နေရာမှာသုံးတဲ့ brush ပေါ့နော်โอเคသွားပြီပြီးရင်ဒီမှာ selection ရွေးထားတယ် okay နေလိုက်မယ်နော်ဒါဆိုရင်ဒီလိုမျိုးရပြီ control J နဲ့ပွားလိုက်မယ်ဒါဆိုရင်ဒီမှာရှိတဲ့မလိုတဲ့နေရာတွေကပါလာသေးတယ်ပေါ့နော်ဒီမှာမျက်လုံးတွေဒီမှာလက်ပုံစံဟာလေးတွေဒါလေးတွေကိုပြန်ပြီးတော့ဖယ်မယ်ဒီမှာအရင်ဆုံး mask အုပ်လိုက်မယ်နော် mask အုပ်လိုက်မယ်ပြီးရင်ဒီမှာ brush tool ကိုယူလိုက်မယ်ဒီနေရာမှာမဲရောင်လေးကိုအပေါ်ထားမယ်နော်မဲရောင်လေးကိုအပေါ်ထားမှပြက်မှာနော်မဆိုရင်မပြက်ဘူးဟုတ်ပြီဒီမှာမလိုတဲ့နေရာလေးတွေကိုလိုက်ပြီးတော့ဖြတ်လိုက်မယ်ညားလေးကကြာနေနဲ့ပြန်ဖော်ခြင်းနဲ့ဆိုရင်ဖြူအောင်လေးထားလိုက်ဒီနားကကြာနေနဲ့ပြန်ဖော်ခြင်းလားဟုတ်ပြီနောက်မှရှိတဲ့ဆိုရင်လည်းပြန်ဖော်ခြင်းလားဖြတ်မယ်ဆိုရင်ဖြူအောင်မဲရောင်အပေါ်မှာတင်မယ်ပြန်ဖြတ်မယ်โอเคနော်ဟုတ်ပြီဒီလောက်ဆိုရပြီအောက်ကပုံလေးကိုပြန်ဖွင့်လိုက်မယ်ပြီးရင်ဒီမှာရှိတဲ့ adjustment layer တွေက color balance ကိုဖွင့်လိုက်မယ်ပြီးရင်ဒီ color balance ကိုခုနစပင်ထဲကိုပဲဝင်ကျင်တာဖြစ်တဲ့အတွက် create clip map လုပ်လိုက် create clip map မလုပ်လို့ရှိရင်ဒီမှာအရောင်ချိန်တဲ့အခါမှာဒီခန္ဓာကိုယ်တွေပါလိုက်ချိန်သွားမှာဆိုလို့နော်ဒီမှာ create clip map ကိုလုပ်လိုက်မယ်ပြီးရင်တော့ကိုချိန်ကျင်တဲ့အရာကိုဒီမှာသွားပြီးတော့ချိန်လို့ရပြီပေါ့နော်ခရမ်းရောင်လေးထည့်လိုက်ရတယ်ဒီမှာဒီလိုရောင်လေးတွေထားကျင်လည်းရတယ်ကိုလိုချင်တဲ့ရောင်ကိုထားချင်တဲ့ရောင်ကိုတွားပြီးတော့ချိန်လို့ရသွားပြီเนาะဒီမှာရောင်လွယ်ကူပါတယ်အားလုံးစင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ